အိမ်တွင်းအသုံးဆောင်တွေနဲ့ပတ်သက်ပြီးငွေကုန်ကြေးကျသက်သာစေမဲ့လက်တွေ့ကျတဲ့နေလန်းကောင်းလေးတွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။နောက်ဆုံးနေလန်းကတော့အပြင်ဘက်မှာလျှက်စစ်မီးသုံးသူတွေအတွက်အရန်အသုံးဝင်ပါတယ်။သွားတိုက်ဆေးနဲ့ရှာလကာရည်ကိုစတူရောပြီးလက်ကင်ပွားတစ်ခုပေါ်လောင်းချလိုက်ပါ။အဲ့ဒါကိုအဝတ်လျှော်ဆက်ထဲထည့်ပြီးလှည့်ပေးပါ။ပြီးနောက်မုတ်ဖုတ်ဆိုတာအနှဲငယ်ထည့်ပြီးပုံမှန်အတိုင်းမိနစ်30ခန့်လည်ပတ်စေရင်ဆက်အတွင်းပိုင်းကအညစ်အကြေးတွေအားလုံးထွက်လာပါလိမ့်မယ်။မီးဖိုခလုတ်ကိုလွတ်လိုက်တာနဲ့မီးပြန်ငိမ့်သွားတာဟာအာယုံခံတဲ့ဟာမှာဖုံတွေပင်နေလို့ဖြစ်တတ်ပါတယ်။စက်ကူပွတ်နဲ့အာယုံခံတန်ကိုအသာအရာတိုက်ပေးလိုက်ရင်မီးပြန်နောက်ဖို့လွယ်ကူသွားပါလိမ့်မယ်။ရေဆိုခံအပြင်ဘက်မီးအိမ်ပြုတ်ပြင်နဲ့ဖန်ပိုလင်းဖုံးတစ်ခုကိုတစ်သားတိုင်မှာကပ်ပြီးအလဲကနေအပေါက်ဖောက်လိုက်ပါ။လျှက်စစ်ကြိုးကိုအပေါက်ထဲကနေတွေ့တန်းပြီးမီးတီးငုံတက်ပါမီးတီးတက်ပြီးတဲ့နောက်ဖန်ပိုလင်းကိုအဖုံးမှာပြန်ပိတ်လိုက်ရင်ရေဆိုခံပြီးခိုင်ခန့်တဲ့မီးအိမ်လေးရရှိပါပြီ။ရေပိုက်ခေါင်းကရေတစ်ဆက်ဆက်ကျနေရင်အပေါ်ကအဖုံးလေးကိုခွာလိုက်ပါပြီးနောက်ရေပိုက်လက်ကင်ကိုဖြုတ်ပြီးအတွင်းပိုင်းကအသွားကိုကွမ်းနဲ့ကျက်ပေးလိုက်ပါလက်ကင်နဲ့အဖုံးကိုပြန်တက်လိုက်ရင်ရေယိုတာရပ်သွားပါလိမ့်မယ်။မီးတောက်ကအဝါရောင်ဖြစ်နေရင်အိုးဖင်တွေမြင့်တက်ပြီးကတ်စကုံတာလည်းမြန်မာတဲ့အရင်ဆုံးမီးကိုအနည်းဆုံးထိလျှော့ပါ။ပြီးနောက်မီးဖိုအောက်ကခလုတ်ကိုအပြာရောင်ပြောင်းသွားတဲ့အထိချိန်ပေးပါနောက်ဆုံးမှာမီးကိုအမြင့်ဆုံးထိတင်ပြီးအပြင်ဘက်ခလုတ်ကိုထပ်မံချိန်ညှိပေးရင်မီးတောက်အပြာရောင်ကိုရရှိမှာဖြစ်ပါတယ်။အလူမီနီယံဘူးခုံကနေအမြောင်းလေးတစ်ခုဖြတ်ယူပြီးနှစ်ထပ်ခောက်ပါအဲ့ဒီအပြားကိုတူခေါင်းနဲ့လက်ကင်ကြားထဲမှာထည့်ပြီးအောက်ကိုခောက်ချကဝက်ဦးနဲ့ရိုက်လိုက်ရင်တူခေါင်းကလုံးဝကျမထွက်တော့ပဲမြဲမြံသွားပါလိမ့်မယ်။ပလတ်စတစ်ဖူးလေးတစ်ခုကိုတစ်သားတိုင်မှာကပ်ပါဝက်ဦးလေးကိုအပူပေးပြီးဘူးရဲ့အောက်ခြေနဲ့ဘေးဘက်မှာအပေါက်ငယ်လေးတွေဖောက်ပါလျက်စစ်ကြိုးကိုအပေါက်ထဲကနေတွေ့တန်းပြီးပလက်ပေါက်ကိုအတွင်းထဲမှာတက်ဆင်လိုက်ရင်မိုးရွာလဲရေမဆိုးတော့တဲ့အပြင်ဘက်3ပလက်ပေါက်လေးရရှိမှာဖြစ်ပါတယ်။အဝတ်လျှော်ဆက်ရေစင်းပိုက်တိုနေရင်ဖြည့်ရှင်းတယ်ရေစင်းပိုက်ကတိုနေရင်ရေတွေစင်တက်ပါတယ်ပလတ်စတစ်ပုလင်းရဲ့အလဲကနေပေါက်ဖောက်ပြီးရေစင်းပိုက်ကိုထိုးထည့်လိုက်ပါပြီးနောက်ပုလင်းဝါကိုရေစင်းပေါက်ထဲတဲ့ထည့်ထားလိုက်ရင်ရေတွေဘေးကိုမစင်တော့ပါဘူး။